ကုန်မှုပညာသင်ယူဖို့အတွက်ဆရာကြီးကကျွန်တော်ကိုထူးထူးဆန်းဆန်းခိုင်းလိုက်ပါတယ်အဲ့ဒါကတော့ခြေထောက်မှာ30ကီလိုဂရမ်လေးတဲ့တံပြားကြီးတွေကိုချီပြီးတစ်သားပြားပေါ်မှာမရက်မနာခုန်ခိုင်းတာပါပဲကျွန်တော်လည်းဒီလိုနဲ့ပဲနာရီပေါင်းများစွာခုန်ခဲ့ရတာပေါ့ခဏလောက်နားမယ်လို့ကြံရွယ်လိုက်ရုံရှိသေးတယ်ဆရာကြီးကကျွန်တော်အပေါ်ကိုရေအေးတွေနဲ့ပက်ချလိုက်ပါတော့တယ်ကျွန်တော်လည်းအပေါ်အင်ဂျီကိုချွတ်ပြီးစက်တိုက်ပဲလေ့ကျင့်နေခဲ့ရတာပေါ့မကြခင်မှာပဲဆရာကြီးကတစ်သားငါးရုပ်ကိုတတောက်တောက်နဲ့ခောက်နေတဲ့အတန်ကိုကြားလိုက်ရပါတယ်ဘေးနာကအုတ်ခဲကိုမြင်တာနဲ့ကျွန်တော်လည်းအုတ်ခဲကိုကောက်ပြီးတစ်သားပြားကိုအရှိန်မပြတ်ပဲလိုက်ခောက်နေမိတော့တာပေါ့ခဏလောက်ထိုင်ထားဖို့ကြိုးစားလိုက်တဲ့အချိန်မှာပဲမယုံနိုင်စရာကောင်းတာကတစ်သားပြားပေါ်ကနေတန်မိုတန်းကြီးတွေရုတ်တရက်ထိုးထွက်လာတာဗျတကယ်တော့ဆရာကြီးကကျွန်တော်ကိုတစ်ချိန်လုံးစောင့်ကြည့်နေခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီတော့မှကျွန်တော်လည်းပြင်းဖို့မဝန်းတော့ပဲဆက်ပြီးခုန်နေခဲ့ရတာပေါ့ညမိုးချုပ်တဲ့အခါမှာတော့ကျွန်တော်ခြေထောက်တွေဟာဘာခံစားချက်မှမရှိတော့လောက်အောင်ထုံချင်နေပါပြီတငယ်ချင်းတစ်ယောက်ကလာကူညီဖို့လုပ်ပေမဲ့ကျွန်တော်ကတော့အမြန်ပဲညှင်းလိုက်ပါတယ်အစားလည်းဘာမှမစားနိုင်တော့ပဲရေလေးနည်းနည်းပဲတောက်နိုင်ပါတော့တယ်ဒါပေမဲ့နောက်တစ်နေ့မနက်မှာတော့ကျွန်တော်ရဲ့ခန္ဓာကိုယ်ဟာအရင်ကထက်အများကြီးပုတ်ပါနေတာကိုသတိထားမိလိုက်တယ်ဗျကျွန်တော်ရဲ့ပြောင်းလဲမှုကိုကြည့်ပြီးတငယ်ချင်းတွေအားလုံးအံ့ဩကုန်ကြတာပေါ့ကျွန်တော်လည်းယုံကြည်မှုအပြည့်နဲ့လေ့ကျင့်ရေးကွင်းစီကိုပြေးသွားခဲ့ပေမဲ့ညဘက်ရောက်တဲ့အခါမှာတော့နေရန်ကိုမိပြီးတုံတုံရင်ရင်နဲ့လက်လျှောက်နေရပြန်ပါတယ်ဆရာကြီးကကျွန်တော်ရဲ့ခြေထောက်မှာနောက်ထပ်30ကီလိုဂရမ်ထပ်တိုးပြီးအလေးမခိုင်းပြန်ပါဘူးကျွန်တော်လည်းပင်ပန်းလုံးလို့ထမင်းတော်မစားချင်တော့ပါဘူးဗျာကျွန်တော်ပုံစံကိုကြည့်ပြီးတငယ်ချင်းတွေကဝိုင်းရကြပေမဲ့ကျွန်တော်ကတော့3လတိုင်တိုင်ဆွဲမလျှော့ပဲစူးစမ်းလေ့ကျင့်ခဲ့ပါတယ်ခြေထောက်မှာခြိထားတဲ့တံပြားတွေကလည်းတစ်နေ့ထက်တစ်နေ့ပိုလေးလာတာပေါ့နောက်ဆုံးတစ်နေ့မှာတော့ကျွန်တော်ရဲ့ခြေလမ်းတွေအောက်မှာတစ်သားပြားကြီးဟာအစိမ့်စိမ့်မှကြီးမွားသွားပါတော့တယ်ကျွန်တော်ကတော့ကျင်းထဲကနေပြန်တက်ဖို့တငယ်ချင်းကိုကျိုးသွားရှာခိုင်းလိုက်တာပေါ့ဒါပေမဲ့ဆရာကြီးကတားလိုက်ပြီးမင်းရဲ့အလေးမတွေကိုဒါဖယ်ရှားလိုက်မယ်ဆိုရင်မင်းဟာတဘာဝအတိုင်းလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်လိမ့်မယ်လို့ပြောလိုက်ပါတယ်ကျွန်တော်လည်းခြေထောက်မှာခြိထားတဲ့တံပြားကြီးတွေကိုချွတ်လိုက်တဲ့အချိန်မှာပဲတကယ်ကိုပြန်တန်းနိုင်တော့မလို့မျိုးခံစားလိုက်ရတာဗျကျွန်တော်ဟာအသားလေးခုန်လိုက်ရုံနဲ့တင်ရှေ့ကျွန်းတစ်ပတ်ဖြစ်ပြီးကျင်းထဲကနေအလွယ်တကူထွက်လာနိုင်ခဲ့ပါတယ်ဆရာကြီးကတော့ဘာမှမပြောဘဲပြုံးပြုံးလေးနဲ့ထွက်သွားတာပေါ့နောက်ဆုံးမှာတော့ကျွန်တော်ဟာအောင်မြင်စွာနဲ့ပေါ်ပါတိုင်းကိုတက်မြောက်သွားခဲ့ပါပြီဗျာ